တရားချစ်ခင်သူတော်စင်ပေါင်းတို့ယခုဖူးမြော်ကြည်ညိုကြရမယ်အစီအစဉ်ကတော့တတ္တဌာနခုနှစ်ပတ်ဖြစ်စဉ်ဗုဒ္ဓဝင်ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်မြတ်စွာဘုရားဖြစ်တော်မူပြီးတဲ့နောက်ဗောဓိပင်ရဲ့တပတ်လည်မှာခုနှစ်ဌာနတို့တွင်တဌာနလျင်ယတ္တတပတ်စီကျင့်သုံးတော်မူခဲ့တဲ့ထိုယတ္တခုနှစ်ပတ်49ရက်တို့အတွင်းဖြစ်ခဲ့တဲ့ဖြစ်စဉ်တို့ကြည်ညိုပူဇော်ကြရမယ်အစီအစဉ်ဟာတတ္တဌာနဘုရားဖြစ်စဉ်ခုနှစ်ပတ်ဖြစ်စဉ်ဗုဒ္ဓဝင်ပါပဲအဲ့ဒီတတ္တဌာနခုနှစ်ပတ်ဖြစ်စဉ်ဗုဒ္ဓဝင်ဖျက်ရှိခိုးကိုလေဒီစောဘုရားကြီးကကြည်ညိုပွေရာရေးသားထားတာကိုရှေးဥစွာကြည်ညိုကြည့်ကြရအောင်ဘုံရောင်ထွန်းထိန်စောမှုနေပင်ငိမ့်တရေချွေရမှန်ပြီးဘောဓိကျန်ငန်းရွှေညောင်နှန်းဝဲထူးဆန်းအလောက်မြေမပေါက်သာရောင်တောက်မှန်နှင်ရွှေပလင်ထက်သဗ္ဗညုတဉာဏ်ကိုရပြီးတတ္တဟရဲ့ဖွဲ့ခွေလျက်ပင်ငိမ့်သက်တင့်တဲ့သုံးဆံပဲသည်ဘုံကျွယ်လက်ဥပွဲပေကိုနှစ်ကြိမ်မြောက်ထတတ္တဟတွင်မာရပယ်လံပလင်ပြန်မှဧတံတူယူရတော်မူလျက်ကြည်ပြူငိမ့်ချမ်းပလင်နှံကိုဖြောင်းတန်းစကုစိမ့်ရှုလျက်သုံးလို့ရှင်ပဲပြောဆန်ရှင်သည်ကြည်လင်ညွန်းနုပွဲပေကိုသုံးကြိမ်မြောက်ထတတ္တဟတွင်ဘောဓိပင်မှမြောက်ခွေဥတ္တရာဇေညံသာ၌လူလာတုံးခေါက်ကြွချီလျောက်၍ဘုံတောက်ဖျားပြောဆန်စသည်တရားဆင်ခြင်လျက်ပေကိုလေးကြိမ်မြောက်ထတတ္တဟတွင်ဘောဓိပင်နှင့်ပလင်ထွန်းတောက်အနောက်မြောက်ဝဲအလောက်ဖွေရယရဏရိမ့်ငိမ့်ဆန်ရွှေအိမ်၌ကျင်းဖန်ခါပြီးဓမ္မကိုမဟာညာနာသာဂရဖြင့်ဗုဒ္ဓရှင်မင်းသုံးဆင်ခြင်းသည်ရောင်ရှင်6ဖြာညီလို့ကို5ကြိမ်မြောက်ထတတ္တဟတွင်ဘောဓိပင်မှရှေခွင်ပြုတ်ပါယတ္တိသာဝဲကြည်စွာမြင့်ခုံစိတ်ကြောင်းညောင်း၌ဘုံကောင်ပရမေသံပဲနေသည်ယောသေးမြတ်နိုးပွဲပေကို6ကြိမ်မြောက်ထတတ္တဟတွင်ပလင်ရွှေညောင်အရှိတောင်၌မြရောင်လိုရေညိုပြည့်လျံကြာပန်ညွယုံပန်းမျိုးဆုံးသည်မောစလိန်တာအိုင်သာဖြန့်ကျင်းကြီးပင်ရင်ဝဲသနှင်းလူဆွေစံပဲနေသောမိုးလီထံပြင်းသွန်းချခြင်းကြောင့်မွေမင်းရဟံဗပြင်းဖြန့်လျက်ရှိအံတကိုဆောင်းကာမို့သည်ရှိကျူတံပါတော်ကြောင့်ကိုခာတတ္တမတတ္တဟတွင်ဘောဓိပင်မှတောင်ပြင်လက်ရာရှိပင်နာဝေရာဇာယရဏမြေရခေါ်တွင်လင်းလုံးပင်၌သဗ္ဗညုဖြာပြောဆံစသည်ကြီးမားဉာဏ်တော်ဖွင့်လို့ကိုထိုခုနှစ်ပါးအယံများကိုရှင်းသွားသရာကြည်ညိုစွာလျင်ဝန္ဒနာမာနဂါရဝဖြင့်ဥချညွကျိုးကျွန်းရှိခိုးသည်ကောင်းကျိုးခတ်သိမ့်ကျွယ်စေသောကောင်းကျိုးခတ်သိမ့်ကျွယ်စေသောတရားချစ်ခင်သူတော်စင်ပေါင်းတို့ဘုရားရှင်ကိုရမြအလောင်းတော်သိတ္တတမင်းမြတ်ကိုမဟာသက္ကရာ68ခုကစုံလာပြီနေ့မှာလုံပြီးနေဥယျာဉ်နဲ့ဖွားမြင်တော်မူခဲ့ပါလေလုံပြီးနေဥယျာဉ်နဲ့ဖွားမြင်တော်မူပြီးသည့်နောက်16နှစ်တို့ကာလပတ်လုံးမင်းသားတို့ခံစားအပ်တဲ့ကာမဂုဏ်စီစဉ်မှုရှင်တော်မှာခံစားတော်မူပြီးအသက်16နှစ်မှာရသောရဒေဝီနဲ့လက်ဆက်ဒိမ်းမြတော်မူခဲ့ပါအသက်29နှစ်အရွယ်ရောက်တဲ့အခါမှာဘာရာဟုလာဖွားမြင်သောညမှာပင်လျင်ကာမရဲ့အပြစ်တွေကိုတွေ့ညင်းငွေတော်မူသဖြင့်ရွှေနန်းတော်ကြီးနေတဲ့ကွာသောကာမဂုဏ်စည်းစိမ်တွေကိုအကုန်လုံးဆွတ်လို့ပြီးတော့ဥရဝေလာတောသို့ဝင်ခဲ့ပါတယ်ဥရဝေလာတောနဲ့6နှစ်တို့ကာလပတ်လုံးအာလာရဥဒကယတိကြီးများဥရဝေလာကသဗ္ဗဂယာကသဗ္ဗနဒီကသဗ္ဗအစရှိတဲ့ယတိကြီးများ
အလုံးမြောက်များစွာသောရှေးဟောင်းအိန္ဒိယယသိယောဂီများနဲ့လူတကွရှေးဟောင်းအိန္ဒိယယောဂီတို့၏အကျင့်တို့အလုံးစုံအကုန်စင်အထွတ်ထိပ်ရောက်အပြင်းအထန်ကြင်ကြံကြိုးကိုအားထုတ်တော်မူခဲ့တာဟာ6နှစ်မြကြာညောင်းခဲ့ပါတယ်6နှစ်မြကျင့်ခဲ့တဲ့ဒုက္ခရစရိယာခေါ်တဲ့အလုံးပင်ပန်းဆင်းရဲတဲ့ထိုအကျင့်တို့ပေါ်မှာလည်းဘုရားရှင်ကိုရောမြတ်အပြစ်တွေ့ပြီးမဉ္ဇဉ်ဘုံဉဏ်နဲ့နိဗ္ဗာန်အတွက်တပ္ပိယဉာဏ်တော်အတွက်မိသို့များအထောက်အကူမပြုတဲ့ထိုအကျင့်များကိုဆွန့်လွတ်တော်မူပြီးမိစီမှာပฏิပဒါဆိုတဲ့မဲ့ခင်ရှိပါခြင်းကိုကိုရောတိုင်းစီစဉ်ချမှတ်၍ကျင့်သုံးတော်မူခဲ့ပါတယ်။ဘာသေဂရိတရားသုံးခုနှစ်ရကဆုံလာပြီးတဲ့နာနဲ့ခင်မှာဥရဝေလာတောင်းမှာထွက်နေရင်စာမြင့်မှာရေသုံးတာပြီးထိုမြစ်ကမ်းနာရှိညောင်းပင်တပင်ရင်းမှာဘုရားအလောင်းတော်သတင်းသုံး၍နေတုန်းသေနာနိဂုံသူဥဇာတာအမျိုးသမီးကပြစ်ခဲခဲ့ရှိတဲ့နှုတ်ခန္ဓာဇွမ်းများကိုရွှေကွဲနဲ့အလောင်းတော်မင်းသိတာအဆက်ကလူတန်းခဲ့ပါတယ်။ထိုရွှေကွဲနဲ့လူတန်းတဲ့နှုတ်ခန္ဓာဇွမ်းများကို46လို့ဖုံးပေးတော်မူပြီးဖရာစင်စစ်ဧကံဖြစ်လျက်ဤရွှေကွဲသည်နေရင်စာမြင့်မှာအညာတို့စံစေတည်းဟုအဋိဋ္ဌံတော်မူလျက်ရွှေကွဲများကိုမျောချရွှေကွဲများအညာဆံတက်သွားသည့်အခါလောင်းတော်မင်းသိတသည်ဘောရိမန္တိုင်ဘက်သို့ကြွတော်မူပါလေဤဥရဝေလာတော်နေရင်စာမြင့်ကမှာပေါက်နေတဲ့ဘောရိပင်ဟာသိတ္တရမင်းမြဟိုးလုံးဝင်းနေမှာ68ခုနှစ်တုန်းကဖွားမြင်တော်မူသောကဖွားမြင်တော်မူသည်နဲ့တပြိုင်နက်တည်းပဲဖွားမြင်တော်မူတဲ့အတွက်အဲ့ဒီဘောရိပင်ဖွားဘက်တော်ဘောရိပင်လို့ခေါ်ပါတယ်ဖွားဘက်တော်ဘောရိပင်တို့အကြွလမ်းခုလန်းနဲ့မျက်ရည်နေသောသုတ်တိယအမျိုးရှိတဲ့ပုံနာတယောက်ကကြည်ညိုလွန်းသဖြင့်အလောင်းတော်မင်းသိတအားမျက်ထုံးကလေးများရှစ်ထုံးပြည့်၍လူရန်ခဲ့ပါလေမျက်ရှိထုံးအလူခံ၍ဘောဓိပင်ချင်းရင်ကြွရောက်တော်မူပြီးတဲ့ဘုရားရှင်ကိုရောမြတ်အလောင်းတော်သည်ဘောဓိပင်ချင်းရင်မှမျက်ထုံးလေးရှစ်ထုံးကိုခင်းပြီးဘောဓိပင်ကိုကြောမိအရှိသို့မျက်နှာမုံးလေးရဲ့နေရင်စာမြင့်နဲ့ဥရဝေလာတော်အိုကြီးရှိရာအရှိလောကရကိုမျက်နှာမုံးလေးရဲ့ဘာဝနာကမ္မထံစီးပြန်ကျိုးကုတ်ဆုံလာပြည့်နေနာနဲ့ပိုက်မှစားပြီးအပြင်းထန်အာထုတ်တော်မူခဲ့ပါလေထိုနေ့ညနေဆောင်မှာဝဒဝတိနတ်ပြည်ကမာနနဲ့တကွစစ်သည်ဘိုးဘာရီလောင်းတော်မင်းသိတကိုလာရောက်၍လက်နဲ့မျိုးစုံတို့ဖြင့်9မျိုးသောတိုက်ခတ်ခြင်းတို့ဖြင့်တိုက်ခတ်တော်မူခဲ့ပါလေတိုက်ခိုက်တော်မူခဲ့ပါလေလောင်းတော်မင်းသိတသည်လေးသိင်ကြီးကဘာသိင်တို့ကာလပတ်လုံးဘုရားပါရမီဥပပါရမီပရမတ္ထပါရမီဆိုတဲ့ပါရမီ30တို့ကိုဖြည့်ကျင့်ကြိုးကိုအာထုတ်တော်မူခဲ့တာဟာငါဗုဒ္ဓဖြစ်လျင်သူတော်ဘာတို့ကဘောရိဉာဏ်ကိုရစေမယ်ငါသည်တန္တရာခရီးကဲကကူးမြောက်တယ်တတ္တဝါတွေကိုလည်းတန္တရာခရီးကဲကကူးမြောက်စေမယ်ငါသည်တန္တရာဝမှာလွတ်မြောက်လင်တတ္တဝါများကိုလည်းတန္တရာဝမှာလွတ်မြောက်စေမယ်ဤသို့လင်မွန်မြတ်တဲ့ရွေချက်များနဲ့မွန်မြတ်တဲ့အကျင့်တို့ကိုကြည်ကြံကြိုးကိုအားထုတ်တော်မူခဲ့တာမှန်၏သိဖြင်းသောရွေချက်များလုံးဝမပါရှိပြီဤကဲ့သို့ငါရဲ့ရွေချက်များကိုဟောဒီမဟာပရိမေကြီးသည်အသိပဲဟုကမ္မထာအားထုတ်တော်မူနေတဲ့ဘယ်လက်ပေါ်မှာထပ်တင်ထားတဲ့ညာလက်ကိုအသာရုပ်ပြီးတော့ဒူးပေါ်မှာရှော့ချပြီးမြေကြီးနဲ့ထိထောက်လိုက်သည့်အခါမှာမဟာပရိမေကြီးသည်သက်တည်ပြတ်သည့်အလားအရှိအနောက်တောင်မြောက်အထက်အောက်တောင်လေးတောင်မှမချသက်သက်ခါပြင်းထန်စွာတောင်လှုပ်တဲ့ဖြင့်ဂိရိမေခလာဆင်စည်းလာတဲ့မာနသည်စင်ပေါ်မှလင့်ကြ၍သူရဲ့ဆန့်ကျင်ဘက်တက်ကြီးဟာပြစ်ပြီးတော့ရှုံးလျက်ဝဒဝတိဓာတ်ပြည်သို့ပြန်ခဲ့ရပါတယ်။အောံသဟတံမပိနိမိတံဘာဟုတံတံဂိရိမေခလံဩဒိတဂောရံသသေနမာရံဒါနာတိဓမ္မဝိတိနာဇိတဝါပုနိန္ဒောတံတေဇသဘဝတုမေဇယမင်္ဂလကံယောမုနိတော်ကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘောင်သဟာသံလေယုံတထောင်ရှိထသောအဘိနိမိတံလုံးအလုံးဖန်ဆင်းထားသောဘောရံကျမ်းကျမ်းတန်တန်ဂိရိမေခလံဂိရိမေခလာစင်ကိုဥဒိတံစီးပြီးတော့ခြေတက်လာသောသသိဏမာရံစိတ္တိဘုဘာပေါင်းနှင့်တကွပြသောမာရံမာနတာကို
ဒါနာတိဓမ္မဝိဒိနာဒါနပါရမီစရှိသောဆေပါသောပါရမီဒီဟုသောဓမ္မဝိဒိဖြင့်ဇိတဝါအောင်ပြီတန်တေဇသာဒုမာနကိုအောင်မြင်တော်မူတဲ့တကူအဖြင့်မေယမကံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြသည်ထိုထိုများစွာငါခန္ဓာကိုသူငါသမုတ်ကျွန်ုပ်တို့အားတကံမြတ်သောဇယမင်္ဂလာအောင်မြင်ခြင်းမင်္ဂလာသည်ဘဝတုမုတ်ချမသွေဖြစ်ပါစေတည်းနေမဝင်မီဒီဝဗုဒ္ဓမဂ္ဂအောင်မြင်တော်မူပြီးတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ညဥယျံချိန်ပုပ္ပိနိဝါဒနုရိဘိညာဉ်ကိုရတော်မူပါတယ်တန်းကောင်ရံကာလဒေဝစကုဘိညာဉ်ကိုရရှိတော်မူပါတယ်မိုးသောရံကာလလမ်းပြီးကျော်တရက်သို့မကူမီအာယုံမတက်မီအချိန်မှာကိလေသာမံအဘိသင်္ခါရမံခန္ဓာမံမစ္စုမံဒီဟုသောအတွင်းမှန်၄ပါးကိုအောင်မြင်တော်မူပြီးဘုရားစင်စစ်ဖြစ်တော်မူပါတယ်အတွင်းမှ၄ပါးအောင်မြင်တော်မူပြီးလို့ဘုရားစင်စစ်ဖြစ်တော်မူပြီးတဲ့အခါအာသဝခေယဉာဏ်တပ္ပိညုရဉာဏ်တော်ကိုရရှိတော်မူပြီးတဲ့အခါအစုံလာပြီးကျော်တရက်ထဲသို့ကူးပြီးတော့အရှိလောကရကနေရောင်ကြီးများတက်လာခဲ့ပါလေအနောက်လောကရမှာလာပြီးဝန်းကဝင်းစားအရှိလောကရမှာနေရောင်ကြီးကတက်စနေနဲ့လာနှစ်ပါးပြိုင်နေတဲ့ရွှေရည်ငွေရည်တွေသွန်းထားတဲ့ထိုဥရဝေလာတော်ရဲ့အာယုံဥအချိန်မှာဘုရားရှင်ကိုရောမြတ်ဒီဝန္တာတော်မူလွန်းလို့ဥဒန်းများပင်ကျွေးရင်တော်မူပါလေအနေကဇာတိတံတာရံတန္တဝိတံအနိဗိတံဂဟကာရံကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏံဂဟကာရကတိထောတိပုဏ္ဏကေယံနာကဟတိသဗ္ဗတေဖာတုကဘေကဂဟကုတံဝိသင်္ကတံဝိသင်္ခါရံကတံစိတ်တံတဏနံခယမေဇကာပုဏ္ဏပုဏ္ဏံဘဝတန္တရာဖံခါကလေးခန္ဓာဝဇ္ဇအမြင့်မပြနိုင်ပဲဇာတိယောနိလေးထွေလှပံပွေလျက်တန်တေစွဲမိတည်နေဖြစ်ပွားရခြင်းသည်ဒုက္ခတန်တေဇာတိခန္ဓာရှိလျင်ဇာတိဇရာမရဏတို့မကွာနောက်ဆက်ဝင်နှိမ့်ဆက်တဲ့တသက်ချမ်းသာမဟုတ်ပါပဲလွန်စွာညှိုးနွမ်းပင်ပန်းဆင်းရဲလှပြီး၏တသမထို့ကြောင့်အဟံဘုရားလျာသူမြတ်ငါသည်ဂဟကာရံဒုက္ခရှစ်လင်ခန္ဓာအိမ်ကိုကျင်းကျင်းကြိုးကုပ်တည်ဆောက်လို့သည်အယုဒ္ဓမကြောင်းရင်သမုဒိယသစ္စာဖြစ်သောတဏှာယောက်ျားလက်သမားကိုအဝေသံတော်လက်သက်စင်းစစ်ဘယ်သူဖြစ်ဝစီစစ်ထောက်လှမ်းစူးစမ်းရှာဖွေလျက်ပါစူးစမ်းရှာဖွေသောဘုရားလျာသူမြတ်ငါသည်အနိဗ္ဗိတံတို့တဏှာယောက်ျားလက်သမားကိုပိုင်ချထင်နေလင်းလင်းမြင်သည်အဝိညုတာဉာဏ်မဟာဘုသဘာနုကွေးငါမရသေးသည်ဖြစ်ဝါငါမရသေးသောကြောင့်အနေကဇာတိသံဃာရဘဝမြတ်စွာသံဃာကာလပတ်လုံးတန္တဝေသံခန္ဓာ၅ချက်ဒုက္ခဆက်ကိုကြောက်လျက်ပင်လျင်ငါမခင်ပဲသန္တရာဝတ်ချရဟနှင့်မရမနာတဖာပါလင်ပြေးသွားခြင်းဤကြရလေပြီဒဟကာရကဒုက္ခရှစ်လင်ခန္ဓာအိမ်ကိုကျင့်ချင်းကြိုးကောတိဆောက်လို့သည့်အယုဒ္ဓမအကြောင်းရင်းသမုဒိယသစ္စာပြသောတဏှာယောက်ျားဟဲ့လက်သမားဣဒာနိဘုရားဖြစ်လာယခုခါ၌တွန်သင်တဏှာယောက်ျားလက်သမားကိုဒိဋ္ဌောသဗ္ဗညုတဉာဏ်ကိုရသဖြင့်ဒိဋ္ဌထင်နေငါမြင်အတ္တိအတိဖြစ်ပေ၏တွန်သင်တဏှာယောက်ျားလက်သမားသည်ကေယံဒုက္ခရှစ်လင်ခန္ဓာကိုအရဘောဒီဟုသောအိမ်ကိုပုဏ္ဏနာဂဟတိနိချေနှင်းလည်းနှင့်အသက်ကိုလေးမဲ့လျံရှိန်ညံပစိန်ဖြင့်၄ချိန်ဖြတ်ကောမြစ်ပြုတ်သည့်သင်္ကုတ်တော်ဟာနင်ဖြစ်ပြီးမှန်သောကြောင့်တပံထလောက်နင်တီဆောက်နိုင်တော်မူမဟုတ်တော့ကြဧသင်္တနာယောက်ျားလက်သမားဤတပ္ပတခုမကျွင်းခပိအောက်သောလုံးစုံကုန်သောဟာတုကအခိုင်မတီဆောက်ခန္ဓာအိမ်ဒီဟုသောပုံကုန်းပြောက်ဤထုံးလျောက်တိုင်းမြကိလေသာတရားတို့ကိုဘေကဝါဒနာအငွေအသည်နှင့်တကွာအနုတရာတတ္တိကြံမရှိအောင်စီစီကြည်နှင့်ငါချိုးပြအကုန်ပြီးဂဟကုတံသစ္စာလေးအင်းနိဗ္ဗာန်လွင်ကိုမြင်ခွင့်မပေးဝေးထက်ဝေအောင်အရေးကန့်လတာဟံပိက္ခဝိဇ္ဇာတိဟုသောအိယထုတ်ကိုဝိသင်္ခတံမုံမုံကြည်မွငါဖြတ်ချအပ်လေပြီ
စိတ်တံကိလေသာဟုမျိုးညစ်ကြေးကင်းဝေးဖြူလွင်ငါဖျားဤစိတ်အစဉ်သည်ဝိသင်္ခါရံသင်္ခါရစကွင်းဒုက္ခကပင်မှာလွတ်ကင်းရမှန်နိဗ္ဗာန်သောကတံအာယုံမြတ်မတန်တိတသိတ္တိပေါသဖြင့်ဆက်ရောက်သက်ဝင်မိလေပြီအဟံသုံးလောကထိုထားငါဖျားသည်တဏ္ဏခယတဏတရားရရှိပါ၏ပြပြကုန်ခန့်ရာအာသဝခယသရုဋ္ဌမေဖို့သောကတောစကဝယိချောင်းတကသုံးမနတ်ပေါင်းပြမကောင်းတင်ညာလျက်ကြည်သာဝမ်းမြောက်ငါဆက်ရောက်တော်မူခဲ့လေပြီတကားကဆုံလိုက်ပြီကျော်တရက်နေ့သို့ကူးသွားပါပြီဘုရားရှင်စစ်ဖြစ်တော်မူပြီးတဲ့အခါစက်ကြောလာတေကသောင်းကကြွရောက်ကြီးညိုဖို့လာကြတဲ့နတ်ပြမအပေါင်းတို့ရဲ့ကြွေးကြော်သံဟာအထက်ဘဝအောက်အဝီစီစက်ကြဝလာအနှံ့ပြန့်၍ထွက်ခဲ့ပါလေမြမမင်းကြီးများကထိဘူးဆောင်လျက်နတ်မင်းကြီးအဆင့်စင်တို့ကလည်းရွှေထီငွေထီဗရမယဝွန်ကြာပန်းရီပီအိုးတို့ကိုကိုင်းလျက်ကာလနဂါမင်းနဲ့ကွာနဂါပေါင်းတို့ကလည်းဝမ်းမြောက်လွန်းလွန်းလို့ကျူးရင်သီဆိုကြလျက်ဂလုံးများဂုံပန်များရက်ခိုက်များခန္ဓာပါနတ်များကလည်းပျော်မြူးကြလျက်ထိုနေ့ကဆိုလျင်နဂါနဲ့ဂလုံးဆိုတာကဘာရန်သူများဖြစ်ကြပါသို့တော်လည်းပဲဘုရားရှင်ကိုရောမြတ်အောင်ပွဲခံတဲ့ထိုနေ့ကနဂါနဲ့ဂလုံးတွေကတက်ဆက်လို့နေကြတယ်မတဲတဲ့တတ်တော်တွေအကုန်လုံးတဲတဲ့ဆက်ဆက်ဖြစ်ပြီးဝမ်းသာကြည်နူးပျော်မြူးလို့နေကြပါလေ။ဒါကလုံးကိုမယေကခန္ဓာပတရားပြမနတ်ဒီဝါတို့ရဲ့ဝမ်းသာလုံးလို့ကျူးရင်လိုက်တဲ့ဥဒန်းသာအောင်ခွန်းတံများဟာလည်းသူ့ပင်ကြည်နူးစရာကောင်းပါလေ။ဇယောဟိဗုဒ္ဓတာတိရိမတောအယံမာရသသပါပိမတောပရာဇယောပုဂ္ဂောသယံဘောဓိမန္တေပမောဒိတာဇယံတတဗြဟ္မကနာဒေဝကနာယက္ခကနာကန္တဗကနာဂုံပန္ဒကနာသုပန္ဒကနာမေတိနောအယံဤအောင်ပွဲသည်တိရိမတော်จิตတည်းရှင်ဖြစ်တော်မူတဲ့ဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဇယောအောင်ပွဲပေသည်အယံဤရှုံးနှိမ်သွားတဲ့ပွဲသည်ပါပိမတော်ယုံညံစွာသောမာရတမမင်းရဲ့ပရာဇယောရှုံးပွဲအဲ့ဒီလိုဘောဓိမန္တိမှာဝမ်းမြောက်ရနေကြတဲ့ငကားကလုံးဂုံမရဲကခန္ဓာပါနေတယ်ပေါ့တရားပြမာတို့ပါအထက်ဘဝတိုင်ကြွေးကြော်တယ်ညံသွားတဲ့အထိဝမ်းသာဝမ်းမြောက်ကြွေးကြော်ခဲ့ကြပါလေအဘိယောတရနေ့မဟာနဂရိတရားသုံးခုရဲ့ကဆုံလာပြီးတော့တရက်နေ့ဓဏီလုံးလုံးတညလုံးလုံးဘုရားရှင်ကိုရောမြတ်ဒီပဋိစ္စသမုပ္ပါကိုအနုလုံပတိလုံအပြန်ပြန်အလန်းလန်းဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်။ဆုံလာပြီးတော့တရက်နေ့မှာစပြီးဆုံလာပြီးတော့9ရက်နေ့တိုင်အောင်9ရက်တို့ကာလပတ်လုံးဘောဓိပင်ချေရင်မှာတမလင်ခွေမဖြစ်ပရိစ္ဆသမုပ္ပါကိုဆင်ခြင်ရင်ဥဒန်းများကိုကျူးရင်တော်မူရင်သတင်းသုံးတော်မူခဲ့ပါတယ်။ဤသို့လင်ဘောဓိပင်ချေပလင်ခွေမှာတမလင်ခွေမဖြစ်ခေါ်တရမြကာလပတ်လုံးသတင်းသုံးတော်မူခဲ့တဲ့ရစ်တရဘကိုပန်လင်ကတတ္တဟာလို့ခေါ်ပါတယ်ဘောဓိတတ္တဟာလို့လည်းခေါ်ဆိုပါတယ်ဒီပန်လင်ကတတ္တဟာဘောဓိတတ္တဟာရဲ့နေရာမှာတိရိဓမ္မအာဘောကမင်းနေရာကမဟာဘောဓိစေတီဆိုတဲ့စေတီတော်ကြီးတချို့တီထားပူဇော်ခဲ့ပါတယ်မင်္ဂလာအောင်မြင်တော်မူပြီးပဋိစ္စသမုပ္ပါဒေသနာများနဲ့ဥဒန်းများကိုဆင်ခြင်သုံးသပ်ကျူးရင်တော်မူပြီးဘောဓိပင်ရှယ်ပလင်ပွေမှာတမလင်ခွေမဖြစ်9ရက်ထိုင်နေတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ထိုကဲ့သို့ထိုင်နေတော်မူတဲ့နေရာအပရာဇိတပန်လင်တော်ဆိုတဲ့ထိုနေရာမှာပန်လင်ကတတ္တဟဆိုတဲ့ပထမရေတရဘကိုကုံလုံးစီတော်မူခဲ့ပြီးတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ထိုအပရာဇိတပလင်တော်မှာထလျက်ဘောဓိပင်ရဲ့အရှိမြောက်ယွန်းယွန်းကုန်းမြင့်ကလေးတစ်ခုကိုတို့ကြွတော်မူကားဘောဓိပင်ကြီးကိုမမိတ်သောမျက်စိမျက်တောင်မခတ်ပဲမလှုပ်မရှားပဲ
ကိစ္စချင်းမပြုလမ်းလျှောက်ခြင်းလည်းမပြုဆွမ်းစားခြင်းရေတောက်ခြင်းလည်းလုံးဝမပြုအလေးပေါ်သွားခြင်းလည်းမပြုဘဲနဲ့ခုနှစ်ရက်တို့ကာလပတ်လုံးဘောရိမင်းမျက်တောင်မခတ်မျက်စိမမိပဲရက်လျက်ကြည်နေတော်မူခဲ့ပါလေဘောရိမင်းကိုမမိတ်သောမျက်စိဖြင့်ရက်လျက်ကြည်နေတော်မူတဲ့ထိုကုန်းလေးကိုအနိမိတကုန်းလို့ခေါ်ပါတယ်အနိမိတကုန်းတော်ရဲ့နေရာမှာစေတီလေးတစုကိုအသောကမင်းတရားကတည်ထားခဲ့ရာထိုစေတီတော်ကိုအနိမိတစေတီလို့ခေါ်ပါတယ်အနိမိတစေတီတရားအနိမိတကုန်းတော်ကိုမမိတ်သောမျက်စိဖြင့်ဘောရိမင်းခုနှစ်ရက်ရက်ကြည့်တဲ့ထိုနေရာသည်ဒုတိယယေတရပအနိမိတတတ္တာဟပဲဖြစ်ပါတယ်အနိမိတတတ္တာဟဆိုတဲ့ဒုတိယယေတရပကုန်းလုံးတော်မူပြီးတဲ့အခါအနိမိတကုန်းလုံးဘောကဆင်းသက်၍ဘောရိပင်ရဲ့မြောက်ဖက်မှာအရှိအနောက်လူလာတုတ်ခောက်မရမနာနေနေညညစင်းကြံလျှောက်လျက်သတင်းသုံးတော်မူပါတယ်မယမနာလူလာတုတ်ခောက်စင်းကြံလျှောက်လျက်နေတော်မူခဲ့တဲ့ဒုခုနှစ်ရက်မြကာလအတွင်းဘုရားရှင်ကိုရောမြတ်သည်ဖလားသမဘကိုကျင့်ချင်းဝင်စား၍သတင်းသုံးတော်မူခဲ့ပါတယ်ထိုစင်းညာလျှောက်လျက်သတင်းသုံးတော်မူခဲ့တဲ့နေရာကိုစင်ကမတတ္တာဟာလို့ခေါ်ပါလေထိုစင်ကမတတ္တာဟာရဲ့နေရာမှာယရဏစင်ကမစေတီဆိုတာကိုတည်ထားခဲ့ပါတယ်သို့သောဤနေ့တော့ယရဏစင်ကမစေတီတော်ရဲ့နေရာမှာမြတ်စွာဘုရားအရှိအနောက်စင်းညာလျှောက်ခြင်းရဲ့အထင်အမှတ်ဖြင့်ခြေလှမ်းတိုင်းမြေမပုတ်လာတဲ့ကြာပွင့်များရဲ့ပုံတန်တာကြာခွင့်များရဲ့ပုံတန်တာကိုတိရိဓမ္မအာသောကမင်းတရားကတည်ထားခဲ့တာနှောင်းလူတွေကလည်းပဲထိုကြာပွင့်ကြီးတွေပေါက်လာတဲ့ဟာဆက်လက်တည်ထားခဲ့ကြပါတယ်ဤကြာပွင့်များသည်ပင်လျင်ယတနာစင်ကမစေရီတော်များပဲဖြစ်ပါတော့တယ်တတိယယေတရပယရဏစင်ကမတတ္တဟာကုံလွန်ပြီးတဲ့စတုထယေတရပအဖြစ်မြတ်စွာဘုရားရှင်ကိုရမြတ်သည်ဘောရိမင်းရဲ့အနောက်မြောက်ယွန်းယွန်းနတ်တို့ဖန်ဆင်းပြီးတဲ့ယေတနာဂရဆိုသည့်ယေတနာအိမ်မှစံနေတော်မူခဲ့ပါလေစတုထယေတရပယရဏအိမ်မှစံနေတော်မူစဉ်ခုနှစ်ရက်တို့ကာလပတ်လုံးထိုယရဏအိမ်၌ဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္တုယမိုက်ပဋ္ဌာန်းဆိုတဲ့အဘိဓမ္မာခုနှစ်ကျမ်းတို့ဆင်ခြင်သုံးသပ်တော်မူခဲ့ပါလေရှေးပိုင်း6ရက်တို့ကာလပတ်လုံးဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္တုယမိုက်ပဋ္ဌာန်းအဘိဓမ္မာ6ကျမ်းကိုဆင်ခြင်တော်မူစဉ်ဘုရားရှင်ကိုရောမြတ်ရဲ့ကိုရောကရောင်ကြီးတော်များထွက်ပြူခြင်းမရှိခဲ့ပါဘူးခုနှစ်ရက်မြောက်သောနေ့ထိုယရဏဂရဤခုနှစ်ရက်မြောက်သောနေ့ဘိဓမ္မာ9ကျမ်းတို့တွင်နောက်ဆုံးကျမ်းဖြစ်သည့်ခက်ခဲဆုံးသောကျမ်းဖြစ်သည့်ပဋ္ဌာန်းဒေသနာတော်ကိုဆင်ခြင်သုံးသပ်တော်မူသည့်အခါမှာဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်ကရောင်ကြီးတော်6တွဲတို့ထွက်ပေါ်ကွန်မြူးတော်မူခဲ့ကြပါလေအလွန်ကြီးမားတဲ့အာနန္ဒငါးကြီးများတိမိရငါးကြီးများတိမိရပိင်္ဂလဆိုတဲ့ငါးကြီးများဟာအင်းဒီအိုင်ဒီမြစ်ဒီမှာကျက်စားခြင်းငါမတတ်တာပဲပင်လေသမုဒ္ဒရာမှာသာကျက်စားနိုင်တယ်လို့ကျက်စားကြတယ်ဘုရားရှင်ကိုရမြတ်ရဲ့တမ္မယုဒဉာဏ်တော်ဤကျက်စားရသည်ပင်လေကြီးတမြနဲ့လက်နဲ့ကျေလဲကျေသည့်ပဋ္ဌာန်းဒေသနာတော်ပင်ဖြစ်ပါလေဒုပဋ္ဌာန်းကျမ်းကိုဆင်ခြင်သုံးသပ်တော်မူသည့်အခါကိုရောမြတ်ရဲ့ကိုရောကရောင်ကြီးတော်များထွက်ပေါ်ကွန်မြူတော်မူခဲ့ပါသဒုဋ္ဌတတ္တဟယရဏဂရတတ္တဟမှာအဘိဓမ္မာ9ကျမ်းရဲ့အဆုံးပဋ္ဌာန်းဒေသနာကိုဆင်ခြင်သုံးသပ်တော်မူသဖြင့်ရောင်ကြီးတော်များထွက်ပေါ်ကွန်မြူခဲ့သည်ကြည်ညိုကြဖို့မဟာဝိသုဒ္ဓရာယမှာသရောဘုရားကြီးကရောင်ကြီးတော်6ပါးဘုရားရှိခိုးဆိုတာစီစဉ်တော်မူခဲ့ပါလေတတ္တတတ္တဟမေဇံမိနာထောယောတတ္တသမတိပတ္တဝသမန္တပဋ္ဌာနံဩကာသံလဗတေတတာနာထောလူသုံးပါးတို့ဤကိုးစားရာတဆူဖြစ်တော်မူသောယောတတ္ထာခြင်းမြတ်စွာဘုရားကိုရောမြတ်သည်တတ္တတတ္တဟမေဇံမိ
Balinga Tadaha, Animida Tadaha, Singama Tadaha, Yedanagara Tadaha, Zabala Tadaha, Mausalinda Tadaha, Yedanagara Tadaha, Hudo, Tadaha, Konali, Nosaliwe, Chele Buicha, Yedanagara Tadaha, Nai, Tadaha Bagaranani, Dhamma Thingani Vibinda Dukada Bogala Binya Kata Wudu Yamai Patambi Rama Kona Chandogo Dhammadhi Galili Pige Nida Parami Bonzi Adiri Jao Nanshi Meshe Nene Mwethin Dezain Pyo Tu Tabi Nyupi Shishu Dada Thonda Sinjina Mugalevi Dada Todo Thonda Sinjina Mudokanai Mamanda Patana Yusana Bong Shitong Li Down Nehuan Sanda Chow Down Pakwe the Mo Yete Ane Jehuan Nisong Sando the Manda Patanja Nido Padawanya Yido Leo Asen Yao Yue Nyanang Galili Pige Nida Parami Bongsi Didi Jao Nanshi Meshe Nene Mwethin Dezain Pyo Tu Tabi Nyuda Shunyando Myabi Ogadang Muru Jesa Gazagwing or Labadi Yaro Mugalevi Yosananang Tadayamo Pensa Dimira Bengalo Kilo Gadang Tamodewa Gambiri Labadi Yata Yada Bama Dandu Abjambi Nanshu Zaya Ubama Pozo Belo Nihumuga Yosanana Kunadong Dada Witha Udava Gauda Didi Sadari Kawa Yusana Doi Pensa Tadaya Mongaya Shilaya Lunchi Mado Timira Bengalo Timira Bengala Amishire Najidi Gambire Yusana Bangshitong Li Down the one sound Tamode Ewa Tamodara Naidalin Down Kwe Pacho Yidamo Naidalayan Kilogadam Misan Shrimp Sambe Kaku Yuru Jesa Gazagwin or Labadi Yata Yali the Gado Ewa Dada Todu Yanang Galili Pige Nida Parami Bonzi Adidi Jao Nanshi Meshe Nenem Within Dezain Pyotu Tabi Nyuda Shunyano Myadi Ogadang Muru Jesa Gazagwin or Labadi Yaro Mugale Bamadandada Dandamandada Vatu Darirado Dandandawandi Sabana Lohi Dandi Badidana Darado Aquayaro Mudokanai Dandama Baramanu Ponduala they win Nunyan Zodo to Batandiago Bamadandada Donda Senjana Mudo Batu Yamanalu Dombonugo Jibu Shunbyo Shuna Longin Somara Mubeda Domyaso Payai Loi Dadi Badirana Duiro Sadi Chilin Tauba Jinjang Darira Do Bagaria down the set shit down Boshigoroma Savana Nyo Shui Puni Maui Pyu Biet the Kene Chaubado Sing Shido Young Yirodi Dandantanang Waya Shino Te Auswado Turo Yatanado Dawondi to Imama Bidwaro Mujalegomi Nilayo Nilata Nehi Bido Dasa Loida Dama Damadu Minzita Nekamendu Babadara Nilata Nehi Sando Mienedau Soado Nyuya Yadoroma Nilayo Wonjin Pianwe Pianyao Diado Aumenyu Janyu Miesin Yugedo Lagao Kalia Lea the Yin the Ain the Noe the Loe Kaado Barmia Janyu Basun Yugedo Lagao Toto Yakwe Wonjin Bakwe Moni Nigo Flan of New Zealand Mene Jangre Piale Saying so Nudo Sing Shido Yangira Dodi Nekamendu Batandi the Narom Yako Donda Singina Mudi Niga Sayu Yakunya Yakune Dine Ang Young Shane Shane the Tane A long down low Kampamana Jajwa Win Tonlin Dao Bali Kakwa Wicha Bidwaro Mujale Gondadi Pidata Nehi Shui Goye Wa Shui Ya Doroma
ပေတာပလီဝန်းကျင်ရွှေရည်ရင်ဆန်းရွှေပစိုးဖြန်လန်းတဲ့ကဲ့သို့၎င်းကြည်ကျူမုံရွှေဝါပြင်းသီလာစေတံပွင့်မဟာလေကပန်းတို့သည်ကောင်းကင်ပြီးပြောင်းတဲ့ကဲ့သို့၎င်းဖုံးလွှမ်းမှုကဆေမျက်နှာရက်ခွင်ကိုဝါလွင်ထိန်လင်းစေလျက်ဝါဝင်းထိန်ပြေးရွှေသောဆင်းရှိသောရောင်ကြီးတော်တို့သည်နေကမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကောသုံးသာဆင်ញတော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်နှင့်အိမ်လုံးတောင်လုံးခံပမာဏကြွကြွဝင်းဝင်းထွန်းလင်းတောက်ပလျက်ထွက်ခွာဝေချပြေးသွားတော်မူကြလေကုန်သတည်းဩရဒဌာနေဟိယိုတော်သွားတော်မြဖြူတော်ဟုဆိုသောဖြူရာရာရတ်တော်တို့မှဩရဒပလီဝန်းကျင်ငွေဥမာသုံးအပ်သောနှုတ်ရည်အရင်ကောင်းငင်ပြီးငွေပြီးတံဝေဟာယံတိမ်မြင့်ကတဝင်းဝင်းတနွယ်နွယ်တလွယ်လွယ်ခအပ်သောငွေပြရငွေစပဲသင်ခွေနွယ်ကြပြူမြလေးပြူကျေယုံတို့အုပ်ဖုံးကရှဲတွေ့တဲ့ကဲ့သို့ဖြူဖွေတပ်ပဲစင်ကြယ်တန်ရှင်းသောစင်ရှိတဲ့ရောင်ကြီးတော်တတ်တို့သည်နေခမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကိုသုံးသပ်ဆင်ခြင်တော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်ဖြင့်အိလုံးတောင်လုံးကပမာဏကြွကြွဝင်းဝင်းထွန်းလင်းတောက်ပါလျက်ထွက်ခွာဝေချပြေးသွားတော်မူကြလေကုန်သတည်းလောဟိတဌာနေဟိမျက်စိသားသွေးဤတွေးရာရန်ရတ်တော်တို့မှာလောဟိတဆုံးမုံတဆွဲရဲသောချေဤကပလာနီမြတ်လေခေါင်ရမ်းမောဆွေပံကတိအနေလို့ရေမီရောကောင်းငင်ပါအာကာသအစဒမတိမ်မိန်လရှစ်မြေတကဲ့သို့ဤတွေးထိန်ခြင်းလွင်သောအစဉ်ရှိတဲ့ရောင်ကြီးတော်တတ်တို့သည်နေကမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကိုသုံးသာဆင်ញင်တော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်ဖြင့်အိမ်လုံးတောင်လုံးခံပမာဏကြွကြွဝင်းဝင်းထွန်းလင်းတောက်ပါလျက်ထွက်ခွာဝေချပြေးသွားတော်မူကြလေကုန်သတည်းတုထိုးမှတပါးကုန်သောမင်းစေတမင်းဤညိုလောင်းရောရှေ့ပေါင်းသဖြင့်မောင်းမဲ့မိုင်းအောင်မှုံရီသောအစင်းရှိတဲ့ရောင်ကြီးတော်တတ်တို့သည်၎င်းပပတရလသဆောင်ခံအစဒပြင်ကျဲကောင်းကင်လေကလျက်နယ်ရှေကူပူဤမြူဆံမိပေါလျံကဲ့သို့ဝဲပြင်းတက်တဲ့ပြူးပြူးပြဲသောအပြင်တခဲနဲ့ဆင်းရှိတဲ့ရောင်ကြီးတော်တို့သည်၎င်းဓမ္မတရိဒပရိသာဤသို့သောတဤအယဟုမတမနိုင်ထွန်းပြန်ရှုံဆိုးထိုးထိုးကူရောဤအစိတ်စိတ်တို့မှလက်ခမိန်သူပဋ္ဌာန်းဒေသနာတော်မြတ်ကိုသုံးသာဆင်ញင်တော်မူသည့်နေ့ကစ၍ယခုညယခုနေ့တိုင်အောင်အယောင်ရှိန်ရှိန်တထိန်ထိန်ဖြင့်အိမ်လုံးတောင်လုံးခံပမာဏကြွကြွဝင်းဝင်းထွန်းလင်းတောက်ပါလျက်ဘက်ကွာဝေးချပြေးသွားတော်မူကြလေကုန်သတည်းဧဝံသဗ္ဗနာရံတိယောဣဒယဝိဇဝါဒရာသဗ္ဗတိသာဝိတဝံတိပပနဗံတိတတိကာဧဝံဤသောလည်းဣဒသဗ္ဗနာရံတိယောမျိုးရွှေဖြူနီးမှောင်ရီပြုတ်ပြဲ့တခဲနဲ့အပြင်ထို၆ပါးသောဆင်းရှိသောရောင်ကြီးတော်တတ်တို့သည်ယဝိဇဝါဒရာသာသနာတော်ရောင်ထွန်းပြောင်းထိန်လက်ယနေ့ထက်တိုင်အောင်သဗ္ဗတိသာဝန်းကျင်ပတ်ခြုံလုံးစုံနှက်စအယတ္တိသာဆင်မျက်နာတို့သို့ဝိရာဝန္တိထိုဤမမပြေးသွားတော်မူရလေကုန်ပြီတတိကရောင်ကြီးတော်၆အစဉ်လျောက်၍ရောက်လေရာရာပရိသာပင်ဥယျင်ဗိမာန်စရှိသောထိုတော်ရနှင့်ဖြစ်ကုန်သောပပလက်စေကြောင်းဖြင့်တောင်းစကဝထွန်းနိုင်ပါသာယမနာမင်းစသည်တို့၏ကိုရောင်ဘုံရောင်စရှိတဲ့အယောင်တို့သည်နတ်တန်တီတေစိမ်ပဲရှင်းမထွန်းလင်းနိုင်သည်ဖြစ်၍ကွယ်ကင်းပြေပြောက်ကြရလေကောင်း၏ဣတိသဗ္ဗနာရံတိတ်တာအင်္ဂိရသောတိနာမသောလောကေပတ္တတကုဏန္တံဝန္ဒေဗုဒ္ဓံနမတိယံဣတိဧဝံယထာဥဒ္ဒနယေနအခြေအနေစွာကဲ့ပြီးသောဤဖြင့်သဗ္ဗနာရံသိတ္တာ၆ပါးသောဆင်းရှိသောရောင်ကြီးတော်ရှိတော်မူသည်၏ဖြစ်ကြောင်း
နာမသောလောကေထုမြဂုံတကကြောင့်ရတော်မူအပ်ရတော်မူအပ်သောအထာနုကတအမည်တော်အဖြင့်အင်္ဂိရသောတိအင်္ဂိရတဟူ၍လောကေလောကသုံးရဘုံသုံးဓာ၌ပတ္တရာကုဏံကြီးညာအောက်တဲ့ပြတ်တဲ့ကြော်စောသောကျေးဇူးတော်ဂုဏ်တော်နှင့်ပြည့်စုံတော်မူသောနမတိယတလောကလုံးညွယုံဖြတ်မှုရှိခိုးပူဇော်ခြင်းငါထိုက်တော်မူပေထသောတံဗုဒ္ဓံသစ္စာ၄ပါးမြတ်တရားကိုပရမမြတ်ရှင်လက်ဝဲတင်သောထင်ထင်ကြီးသိမြင်တော်မူပါပေသောလောကထောတာတော်မြတ်စွာဘုရားကိုအဟံတရားဉာဏ်ဝင်ရှုစင်ခြင်းမူမစင်မကျဲယွံဝဲလုံးလုံး32ဝကောထာသကိုကာယသမောကျွန်ုပ်သည်ဝန္ဒေဝန္ဒာမိသတ္တော်ရှိစဉ်သုံးလူရှင်ကိုထင်ထင်မှန်ဤယုံကြည်ကြိမ်ကြိမ်သရာရှင်ဖြင့်ဥနိုင်ကြိုးကလက်အောင်မိုး၍ရှိခိုးပါ၏မြတ်စွာဘုရားလေးချိန်မြောက်ထတတ္တဟာ၌ခொနည်းမြတ်ကာလပတ်လုံးညတရွှင်ပြုံးသတင်းသုံးလျက်ပြီးတော့မှခုနှစ်ကျန်စီးပြန်ဆင်းရဲတော်မူပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ထိုယတနာကရနတ်တို့ဖန်ဆင်းသည့်ယရဏအိမ်မှနေ၍နေရာတစ်ခုပြောင်းရွှေ့တော်မူပြန်ပါလေငါးရှင်မြော့ယတရပသတင်းသုံးတဲ့နေရာကတော့ဘောဓိပင်ရဲ့အရှိတူယူဂိတ်100လောက်မှရှိနေတဲ့စိတ်ကြောင်းညောင်ပင်ပါပဲထိုစိတ်ကြောင်းညောင်ပင်ဆိုတာကိုအဇပါလမိကျောတာလို့ခေါ်ပါတယ်စိတ်ကြောင်းသားတွေနေခိုးကြမိုးခိုးကြတဲ့သူကြောင်းသားနွားကြောင်းသားတွေနေခိုးကြမိုးခိုးကြတဲ့ညောင်ပင်ကြီးကိုအဇပါလညောင်ပင်လို့ခေါ်ပါတယ်ထိုအဇပါလညောင်ပင်ကြီးမှာမြတ်စွာဘုရားရှင်ကိုရောမြတ်သည်စိတ်ကြောင်းသားသူကြောင်းသားများနဲ့9ရက်မြတ်ကာလပတ်လုံးဣရိယာပဒမြတ်တရွှေမြုံသတင်းသုံးလျက်ဖလသမပဝင်စားစံနေတော်မူပါတယ်ထိုအဇပါလပေသမတတ္တဟမှာစံနေတော်မူစဉ်စိတ်ကြောင်းသားသူကြောင်းသားနွားကြောင်းသားတွေကဟုံဟုံကအမည်ရှိတဲ့ပုံနာတယောက်သည်ဘုရားရှင်ကိုရောမြတ်ထံကိုချင်းကလာပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုအလုံးသတ်ပဲကြီးညိုပဲကောင်းတဲ့ယသိသို့မဟုတ်ယဟန်သို့မဟုတ်ပရပိုက်ယောဂီတယောက်လို့သူထင်ပုံရတယ်ဘုရားရဲ့လို့တော့သူမသိရှာဘူးတို့ဖြစ်ဘုရားရှင်ကိုရောမြတ်အနိဒာချင်းကပ်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်အမေခွန်းတစ်ခုသူမေးပါလေမေးတဲ့မေးခွန်းကတော့သူကိုယ်တိုင်ဗြဟ္မဏလူမျိုးဖြစ်လျက်ဗြဟ္မဏတို့၏အကြောင်းကိုကောင်းစွာမသိသဖြင့်မေးမြန်းတဲ့မေးခွန်းဖြစ်နေပါလေ။အိုးအရှင်ကြည့်ရတာအထူးပင်ကြည်နူးပဲကောင်းပါလေ။ဣန္ဒြေကလည်းကြည်လင်တဲ့အသားရည်ကလည်းကြည်လင်တဲ့အသိဉာဏ်ရှိပုံရမေးခွန်းလေးတစ်ခုမေးပါရစေ။မြတ်စွာဘုရားကိုယ်တော်မြတ်ကမေးပါဘာမေးမလဲဆိုတော့ဗြဟ္မဏလို့လောကမှာပြောကြတယ်ဗြဟ္မဏဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုဗြဟ္မဏခေါ်တော့လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုမေးမြန်းပါတယ်ထိုပုံနာရဲ့ဇယိုက်ဒေါသဇယိုက်ရှိပါတယ်ဒေါသများထွက်လာပြီဆိုလို့ရှိရင်ကောက်ရိုးပုံမီးဆွဲတဲ့ကဲတော့တဟုံဟုံတောက်တဲ့ပုံနာဒေါသမီးတဟုံဟုံထားတဲ့ပုံနာဖြစ်ခြင်းကြောင့်အရရှိကြတဲ့လူတကာတို့ကထိုပုံနာကိုဟုံဟုံကပုံနာလို့ခေါ်ကြပါတယ်တို့ဖြစ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းယာကဒေါသမောဟငြိမ်းတဲ့ပုဂ္ဂိုလ်ကိုဗြဟ္မဏမြည်ကြောင်းလို့သမုဒိဗြဟ္မဏအနေနဲ့မေးတော့လည်းပဲမြတ်စွာဘုရားကိုရောမြတ်ကအရိယာဗြဟ္မဏကိုအလေးအနက်ဖြေချတော်မူပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကယာကဒေါသမောဟမာနဒိဋ္ဌိဤကိလေသာ5မျိုးကင်းစင်တဲ့ပုဂ္ဂိုလ်ကိုဗြဟ္မဏခေါ်ဆိုတယ်လို့အရိယာဗြဟ္မဏတို့ရဲ့သဘောကိုအလေးအနက်ဘယ်လိုပင်ဟောတော်လည်းပဲထိုစိတ်ကြောင်းသားပုံနာဟာဘုရားရှင်ကိုရောမြတ်ရဲ့အပေါ်မှာကြီးညိုသောစိတ်လီးမရောက်ဓမ္မသဘောကိုလေနားလည်ခြင်းအလျင်းမရှိဘဲနဲ့ကောင်းတဆက်ဆက်ဖြင့်ထွက်ခွာခဲ့ပါလေပေသမတတ္တဟာငါးကြီးမြောက်ရေတရပစိတ်ကြောင်းညောင်ပင်ရိပ်မှာဘုရားရှင်ကိုရောမြတ်စံနေတော်မူပြီးထို
ထိုငါးခုမြောက်ယတရဘရဲ့အဆုံးအဇပါလတတ္တဟရဲ့အဆုံးမှာရရှင်ကိုရောမြတ်ဟိုးဘောဓိပင်ရဲ့တောင်မျက်နှာကိတ်300ခန့်မြတ်ကွာဝေးတဲ့မုံစလိန်တာကြီးပင်ပေါက်ရာရေအိမ်တို့ပြောင်းရွှေ့ဆံမြန်းတော်မူပါလေဘောဓိပင်ရဲ့တောင်မျက်နှာကိတ်300ခန့်မြတ်ကွာဝေးတဲ့နေရာမှာရေအိမ်ကြီးတစ်ခုရှိပါအဲ့ဒီရေအိမ်ကြီးရဲ့ကမ်းနားမှာသစ်ပင်တစ်ပင်ရှိတယ်ထိုသစ်ပင်ကိုကြီးပင်လို့ခေါ်ပါတယ်ထိုရေအိမ်ထဲမှာလည်းနဂါးများနေကြကြီးပင်ပေါက်တဲ့ရေအိမ်မို့လို့မွန်စလိန်နာအိမ်ခေါ်ပါတယ်ထိုအိမ်မှာနေတဲ့နဂါးကိုမွန်စလိန်နာနဂါးလို့ခေါ်ပါတယ်6ကြိမ်မြောက်ရေတရဘ6ခုမြောက်သောတတ္တဟမှာဘုရားရှင်ကိုရောမြတ်ထိုရေအိမ်ရဲ့အနီးကြီးပင်ရိပ်မှာ9ရက်တို့ကာလပတ်လုံးဖလားသမဘဝင်စားလျက်ချမ်းသာစွာသတင်းသုံးလို့နေတော့မှာမိုးရီလီတွေကြပြီဖြစ်ချင်းကြောင့်ရရှင်ကိုရောမြတ်မှာမိုးသက်လီများကလည်းထိခိုက်အရရှိမျက်နှာကြွားသွန်းဖြိုးတဲ့မိုးရီများလည်းထိခိုက်သည်ကိုမရှိရနိုင်တဲ့နဂါးရကောင်ဒီအိမ်တွင်းကမုံစလိန်သာဆိုတဲ့နဂါးရမှာပေါ်ထွက်လာပြီးရရှင်ကိုရောမြတ်ရဲ့တမလင်ခွေထိုင်နေပြီးတဲ့ဥတော်ကိုအခွေများဖြင့်ရစ်ပါ၍အခန်းတစ်ခုအတွင်းမှာလုံခြုံစွာထည့်သွင်းထားပြီးသည့်အလားလုံခြုံအောင်အရရှိမျက်နှာကလေရီမိုးရီမထိခဲ့အောင်အခွေများဖြင့်ရစ်ပါ၍ပူဇော်ခဲ့တယ်ပြီးမှကိုရောများရဲ့အုတ်ခေါင်းပေါ်ကနေပြီးတော့ထီကြီးများမိုးထားပြီးသည့်အလားမပြင်းမိုးလျက်9ရက်မြကာလပတ်လုံးလေတံမိုးတံတို့ကိုကာကွယ်စောင့်ရှောက်ပြီးထိုနဂါးဘုရားရှင်ကိုရောများပူဇော်ခဲ့ပါလေအဲ့ဒီတတ္တဟကိုတော့မုံစလိန်တာတတ္တဟလို့ခေါ်ပါတယ်မုံစလိန်တာတတ္တဟနဲ့စံနေတော်မူစဉ်ရရှင်ကိုရောမြတ်ကချမ်းသာကြောင်းကောင်းစွာဖော်ပြတဲ့ဤဥဒန်းကိုဘာမြောက်ဝမ်းသာကျွေးတော်မူပါတယ်ဤဒီကမုံစလိန်တာတတ္တဟဆိုတဲ့6ခုမြောက်ရေတရဘနဂါးနဲ့အတူနေခြင်းဖြစ်ပါတယ်ထိုမုံစလိန်တာတတ္တဟမှာကုံလုံးပြီးသောအခါကြီးပင်ရိတ်ကနေထတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်သည်9ခုမြောက်ရေတရဘအဖြစ်သတင်းသုံးတော်မူဖို့ဘောဓိပင်ရဲ့တောင်ဘက်နာတရွေ့၍ချင်းကလည်းလင်းလုံးပင်ရိတ်သို့ရောက်တဲ့အခါလင်းလုံးပင်ခြေရင်းမှာတဲမလင်ငွေမဖြတ်ဖလားသမဘဖြင့်ဣရိယာပဒမြတ်တာရွှင်ပြုံး9ရက်လုံးလုံးသတင်းသုံးတော်မူခဲ့ပါလေအဲ့ဒီရေတရဘကိုတော့ရာဇာယေရဏတတ္တဟာလို့ခေါ်ပါလေ9ခုမြောက်ရေတရဘပင်ဖြစ်ပါလေထိုရာဇာယေရဏတတ္တဟာလင်းလုံးပင်အောက်မှာဘုရားရှင်ကိုရောမြတ်ဣရိယာပဒမြတ်တာရွှင်ပြုံးသတင်းသုံးလို့9ရက်ရှေ့မြောက်တဲ့အခါမှာဘောဓိပင်ရဲ့တပတ်လေ9နေရာတို့၌9ရက်စီ9ကြိမ်ရတ္တတာ9ပတ်49ရက်တို့သတင်းသုံးတော်မူခဲ့တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ဆုံးလီမစားခဲ့ရကျင်းလီမကျင်းဆက်ခဲ့ရတောက်သုံးရည်လီမတောက်ခဲ့မသုံးခဲ့ရအလေးပေါ်လည်းမသွားခဲ့ရတဲ့အတွက်ကြောင့်49ရက်တို့လုံးလုံးခန္ဓာကိုယ်၌တိုးလောင်ထားခဲ့ရသည်ဟိုးဒေရင်စရာမြေကမ်းကသူဇာတာအမျိုးကောင်းသမီးဆက်ကတဲ့ခန္ဓာတို့ဇွမ်းများကိုရောမြတ်ရဲ့ခန္ဓာကိုယ်မှာ49လုံးတိုးလောင်သိသိထားခဲ့ရတဲ့ထိုအညစ်အကြေးများကိုစွန့်သွန်ဖို့နဲ့တော့ရေတောက်ဖို့သုံးရေသုံးဖို့ဘုရားရှင်ကိုရောမြတ်စိတ်တော်ဖြစ်သည့်အခါတရားမင်းဆင်းလာ၍ဘုရားရှင်ကိုရောမြတ်အားနတ်ဆေးများဆက်ကခဲ့ပါလေဇီးပြူသည်ဂျစုသည်ဖန်ကားသည်ဆိုတဲ့တရိဖလဘေသိဇကိုနတ်သုတ်တန်နဲ့စိတ်၍ဘုရားရှင်ကိုရောမြတ်အားဆက်ကခဲ့ရထိုတရားပြီးတဲ့စိတ်ဖုံးပေးပြီးသောဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်တွင်ရှိတဲ့အလေးပေါ့များ49ရက်လုံးလုံးသို့လောင်သိသိထားခဲ့တဲ့အလေးအပေါ့များဟာအကုန်လုံးတန်ရှင်းအောင်သွားခဲ့ပါလေအလေးပေါ့တွေတန်ရှင်းပြီးတဲ့အခါနေရင်စရာမြေမှာဘုရားရှင်ကိုရောမြတ်ရေချိုးတော်မူပြီးထိုလင်းလုံးမေးမှာပြန်ကြွလျက်တမလင်ခွေမဖြတ်9ရက်သတင်းသုံးတော်မူခဲ့ပါလေထိုကတရားမင်းကဒုတိယအကြိမ်အားဖြစ်စေကိုစေတမျိုးဆက်ကတ်တော်မူပြန်ပါလေကြပြီးတဲ့အားစေးကိုပုံပေးပြီးတဲ့အခါမှာဘုရားရှင်ကိုရောမြတ်လူသားမန်တို့ဆက်ကတ်တဲ့စွမ်းကိုပုံပေးဖို့ရစိတ်အကြံဖြစ်ပါတယ်
အဲဒီချိန်မှာရလေးမျက်နှာကတတရဒဝရုဏကဝရုဘက်ကကုဝေရဆိုတဲ့နမင်းကြီး၄ပါးတို့ဘုရားရှင်ကိုရောမြတ်အားအဘိတ်၄လုံးတို့ဆက်ကပ်ဖို့အစဉ်သင့်ဖြစ်နေကြပါတယ်ဥရဝေလတောအုပ်ထဲမှာဥက္ကလာပကလာကြတဲ့တဖုဒ္ဒဗန္လိကဂုံသိညီနောင်ကောင်းဆောင်တဲ့လေဂုံသိ900တို့ဟာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူပြီးဖျက်ဖြစ်တော်မူပြီးလင်းလုံးမရေးမှာသတင်းသုံးလျက်ဆွန်းဥကမ်းမဲ့လူကိုစောင့်နေပြီဟူ၍ဥရဝေလတောတဲ့ကအဝဟောင်းကမိခင်တော်ခဲ့မှုတဲ့နတ်သမီးကျွေးကြော်သည့်အတန်ကိုကြားတဲ့ဘုရားရှင်ကိုရမြတ်ရှိရလင်းလုံးမရိပ်သူအပြေးလွှားလာရောက်ကြတာဘုရားမြတ်စွာအားပြာမုံစုပ်ဆွမ်းများကိုဆက်ကလူတန်းကြပါတယ်အဲဒီကတမင်းကြီး၄ပါးအဘိ၄လုံးကိုအလူအယက်ဘုရားရှင်ကိုရမြတ်အားလူတန်းကြရ၄လုံးစလုံးကိုလူခံပြီးတော့တစ်လုံးနဲ့တစ်လုံးတပိတ်တွေကိုထပ်လျက်ဘယ်ဘက်လက်ပေါ်မှာတင်ပြီးတော့ထပ်လျက်ညာလက်နဲ့ဖိလိုက်တဲ့အခါမှာအဘိ၄လုံးအကုန်လုံးထပ်ကျသွားပြီးအနမ်းလေးရင်းနဲ့တစ်လုံးတည်းဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတပုဒ္ဒဗန္လိကဂုံသိညီနောင်တို့ဆက်ကလူတန်းတဲ့ပြာမုံစုပ်ဆွမ်းကိုဘုရားမြတ်စွာဘုံပြီးတော်မူပါလေတပုဒ္ဒဗန္လိကဂုံသိညီနောင်တို့ကဆွမ်းကပ်ပြီးတဲ့အခါမှာဘုရားရှင်ကိုရောမြတ်ဓမ္မတရားဒေသနာနာကြားကြပါတယ်တရဏဂုံဆောက်တည်ကြပါတယ်တရဏဂုံကတော့နှစ်ပါးပဲဆောက်တည်နိုင်တဲ့အနေအထားမှာရှိပါတယ်ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိရပါတယ်သံဃာယရဏမပေါ်ပေါက်သေးသည်ဖြစ်ပြီးသံဃံတရဏံကိစ္ဆာမိကိုထိုးခြင်းမဆောက်တည်နိုင်ကြပါဘူးအဲဒါကြောင့်ထိုကဲ့သို့သောတရဏဂုံမျိုးကိုဒွေဝါစိကတရဏဂုံလို့ခေါ်ပါတယ်တရဏဂုံနှစ်ပါးဆောက်တည်၅ပါးသီလဆောက်တည်ဘုရားရှင်ဓမ္မဥပဒကဖြစ်ကြောင်းလျောက်ထားဗုဒ္ဓဘာသာအဖြစ်ခံယူကြကြတယ်ဒုက္ကုံတဲ့ညီနောင်နှစ်ယောက်တို့သည်ဗုဒ္ဓဂါယာဘုရားဘူးဗျာလက်ဆောင်ဆိုပြီးတော့မြတ်စွာဘုရားဓမ္မလက်ဆောင်တောင်းကြတယ်အဲဒီကဘုရားရှင်ကိုရောမြတ်ကဒုက္ကုံတဲ့ညီနောင်တို့အားစံတော်ရှိစုကိုဗုဒ္ဓဂါယာဘုရားဘူးဗျာလက်ဆောင်ဖြစ်ပေးပါလေဘုံသိညီနောင်နှစ်ယောက်တို့ကဘုရားထံကရခဲ့တဲ့စံတော်ရှိစုတို့ကိုမိမိတို့ဥက္ကလာပသို့ပြန်ရောက်တဲ့အခါမှာဥက္ကလာပမင်းကြီးထံဆက်သွင်းတဲ့ဥက္ကလာပမင်းကြီးနဲ့ဂုံသိညီနောင်တို့ဥဆောင်လို့ဥက္ကလာပတိုင်းမှာဇေဒီတော်ကြီးတဆူတည်ထားကိုးကွယ်ခဲ့ကြပါလေထိုဇေဒီတော်ကြီးကတော့ဒီကနေ့တရားရှိခင်သူတော်စင်တွေအလုံးဖူးမြင်နေရတဲ့ဖူးတွေ့နေရတဲ့ရန်ကုန်မြို့ကရွှေတကုံဇေဒီတော်ကြီးပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးမြင်တဲ့နေရာမှာလဲအဦးဆုံးပါပဲဆွမ်းကတ်တဲ့နေရာမှာလဲအဦးဆုံးပါပဲတရားနာတဲ့နေရာမှာလဲအဦးဆုံးပါပဲတရဏဂုံဆောက်တည်တဲ့နေရာမှာလဲအဦးဆုံးဖြစ်ပါတယ်ဘုရားရှင်ဓမ္မငါးပါးသီလဆောက်တည်တာလဲဗမာတွေအဦးဆုံးပဲဖြစ်ပါတယ်ငါးပါးသီလဆောက်တည်ပြီးတဲ့အခါမှာဗုဒ္ဓဘာသာဖြစ်ခံယူကြတာလဲအဦးဆုံးအစောဆုံးပါရရှင်ကိုရောမြတ်ထံကစံတော်ရှိစုဆိုတဲ့လက်ဆောင်ပစ္စည်းများဘုရားပေးသဖြင့်တည်းရဲ့ရရှိတာလေဗမာပြည်ကအစောဆုံးအဦးဆုံးပါထိုစံတော်ရှိစုကိုဇီရီတည်တဲ့နေရာမှာလည်းပဲဘုရားဘုဒ္ဓဇီရီများတိဆောက်မှုသမိုင်းမှာလည်းမြန်မာနိုင်ငံကအစောဆုံးအဦးဆုံးဖြစ်ပါတယ်ဘုရားဘာသာနဲ့ပတ်သက်လာရင်မြန်မာတို့က